မင်္ဂလာပါမောင်လေးရှင်ဟုတ်မင်္ဂလာပါဟောမောင်လေးရဲ့နာမည်လေးနာမည်အရင်လို့လည်းမိတ်ဆက်ပေးပါအောင်မောင်လေးဟုတ်ကျွန်တော်နာမည်ရလီစီပါတယ်ဟုတ်ကဲ့ပါမောင်လေးရဲ့တစ်ဖက်အကျန်းဖက်အဖွဲ့အစည်းရဲ့နာမည်ပေါ့နော်ဟုတ်နာမည်နဲ့မောင်လေးအသုံးပြုခဲ့တဲ့နာမည်လေးကိုလည်းမိတ်ဆက်ပေးပါအောင်မောင်လေးဟုတ်ကျွန်တော်ရဲ့အကျန်းဖက်အဖွဲ့အစည်းနာမည်က PA နဲ့တော်လုံးတဲ့ချင်းကိုချဲအဖွဲ့အစည်းပြောတယ်ကျွန်တော်အရင်ကအကျန်းဖက်အဖွဲ့အစည်းနာမည်သုံးခဲ့တော့မပွေးလို့ပြောတယ်မောင်လေးကတစ်ဖက်အကျန်းဖက်အဖွဲ့အစည်းကိုဘယ်လိုပုံစံမျိုးနဲ့ရောက်သွားတာလဲမောင်လေးဘယ်လိုအကြောင်းရင်းကြောင့်ရောက်သွားတာလဲကျွန်တော်မုတ်ကုမြို့မှာရွှေတူးနေတဲ့အချိန်တို့ကကျွန်တော်တို့လောက်ခေါ်တယ်ရွှေကိုလောက်ကွက်ကောင်းပြမယ်ဆိုပြီးခေါ်သွားတယ်အကျန်းဖက်မဲ့လည်းကျွန်တော်တို့မသိဘူးကျွန်တော်တို့လိုက်သွားတယ်ဟိုရောက်တော့တို့စကန်ရောက်မှတီးခဲ့တယ်တို့ကအဲ့ရောက်တော့ကျွန်တော်တို့မပြန်နဲ့လို့ပြောတယ်ပြန်ရင်တက်မယ်ပြောတယ်အဲ့ကြောင့်ရောက်သွားမောင်လေးတို့အနေနဲ့ပေါ့နော်အဲ့တစ်ဖက်အကျန်းဖက်ဖွဲ့စည်းမှာနေထိုင်စားတောက်ခဲ့ရတဲ့အခါမှာဘယ်လိုတွေအခက်အခဲတွေကြုံခဲ့လေဆိုတာလေမတို့ရှင်းပြပေးပါအောင်ဟုတ်စားတော့တယ်ဆိုရင်တို့ကကောင်းကျွန်တော်တို့ကိုကောင်းမှုလည်းမကြွေးသူတို့ကြွေးတဲ့အစားအစာဆိုရင်တလိဆာမစားနိုင်တဲ့ကျွန်တော်တို့ကိုကြွေးတယ်ဟုတ်ကဲ့ပါမောင်လေးတို့အနေနဲ့ပေါ့နော်အဲ့ဖွဲ့စည်းမှာနေတဲ့အခါမှာကြီးနိုင်ငံချင်းဆက်ဆံတာတွေရောရှိခဲ့လားဒါမှမဟုတ်လို့ရှိရင်ဘယ်လိုမျိုးတွေရောဆက်ဆံခဲ့လဲအားလေးလည်းရှင်းပြပေးပါအောင်ဟုတ်ရှိပါဗျာတန်သူတို့ကအကြီးပိုင်းနေဆိုရင်ကျွန်တော်တို့ရဲ့ဝေယဝဆတွေလုပ်ပေးရတယ်သူတို့ခိုင်းတာမှန်တယ်မြတ်အကုန်လုပ်ပေးရသူတို့ရဲ့စားဖို့တော့မှကျွန်တော်တို့ချက်ပေးရတယ်သူတို့ခိုင်းတာမှန်တယ်မြတ်မလို့ကျွန်တော်တို့လည်းရိတ်နေပါသေးဟုတ်ကဲ့ပါမောင်လေးတို့အနေနဲ့ရောစစ်ကြောင်းအနေနဲ့တိုက်ပွဲဖြစ်ခဲ့တာတွေရောရှိလားတိုက်ပွဲအတွေ့အကြုံတွေလည်းမျှဝေပေးပါအောင်ဟုတ်ရှိပါတယ်ကျွန်တော်တို့အဲ့လိုစစ်ကြောင်းရှိတိုင်းဟိုသူတို့ပို့တဲ့အချိန်ဆိုရင်ကျွန်တော်တို့တက်မလို့စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ခဲ့ပါတယ်ကျွန်တော်တို့မှာတက်နဲ့ဆိုသားတစ်ချောင်းပဲပါဘာလဲနဲ့မှလည်းမပေါ့ကျွန်တော်လူတယောက်လည်းအမှဖမ်းခံရတယ်အဲကျွန်တော်သူတို့အားကိုပြီးတော့လက်ကြည့်တဲ့အချိန်သူတို့ကဘယ်ချင်းထွက်ပြေးမှန်းတော့ကျွန်တော်မသိခဲ့ဘူးဟုတ်ကဲ့ပါမောင်လေးပြည်သူတွေစီကနေပြီးတော့အလူခံတာပါညာရောရှိလားမောင်လေးအလူခံတဲ့အခါမှာဆိုလို့ရှိရင်ရောဘယ်လိုမျိုးနေရာတွေမှာရောအသုံးချလဲမောင်လေးအလူခံခဲ့တဲ့နေရာမှာတော့ကျွန်တော်တို့ဦးလိုင်းပေါ်ကနေပဲအလူခံခဲ့ပါတယ်အခြားနေရာတွေတော့ပေးမတော့အလူခံတဲ့နေရာတွေမှာရောအလူခံပြီးရလာတဲ့ပတ်စံတွေကိုဘယ်လိုနေရာတွေမှာအသုံးပြုလဲမောင်လေးအဲ့လိုမျိုးကျတော့ကျွန်တော်တို့ကိုလည်းမပြောပြဘူးဗျသူတို့ဘာသုံးခဲ့မှလည်းကျွန်တော်တို့မသိရဘူးဟုတ်ပြီအဲ့ဆိုလို့ရှိရင်မောင်လေးကဒီဘက်ဖွဲ့စီပေါ့နော်မတို့မြမတက်မတော်ကိုဘာအတွက်ကြောင့်ပြန်ပြီးတော့အလင်းဝင်လာတာလဲအဲ့ဒါလေးလည်းရှင်းပြပေးပါအောင်မောင်လေးသူတို့ပြောတော့ပြည်သူ့အကာအကွယ်မေဆိုပြီးပြည်သူတွေစီကစစ်ကြီးကောက်တယ်ပြည်သူသွားတဲ့လမ်းမှာဂိတ်တွေဖွင့်နေစစ်ကြီးကောက်တယ်တစ်တွေခိုးထုတ်တယ်ပြည်သူကြတော့ပိတ်မလို့သူတို့ပဲလုပ်တယ်သူတို့လုပ်ရတယ်ပြောတော့ပြည်သူ့အကာအကွယ်မေဆိုပြီးပြည်သူကိုနှိမ့်ဆက်တယ်ရင်းနေတယ်အဲ့ဒီလိုမြင်ပြီးကျွန်တော်ကမကြိုက်တို့လုပ်ရမှာလို့ကျွန်တော်အလင်းဝင်ခဲ့တယ်ဟုတ်ကဲ့ပါမောင်လေးအနေနဲ့ပေါ့နော်တောထဲမှာတငယ်ချင်းတွေကြံခဲ့ရရှိမှာပေါ့နော်အဲ့တငယ်ချင်းတွေအလင်းဝင်စင်တဲ့တငယ်ချင်းတွေရှိလို့ရှိရင်သူတို့တက်ကောဘလို့များဖိတ်ခေါ်ခြင်းလဲဘလို့များအကြံပြုခြင်းလဲမောင်လေးဟုတ်သူတို့တော့ကျွန်တော်အမောင်ထဲမှာပဲဆက်မလျှော့ပဲနဲ့နီးစက်စစ်ကြောင်းနေနဲ့အမြတ်ဆုံးချိတ်ဆက်ပြီးမှအလင်းဝင်လာကိုဖိတ်ခေါ်ခြင်းပါဟုတ်ကဲ့ပါမောင်လေးကျေးဇူးတင်ပါတယ်မောင်လေးဟုတ်ကျေးဇူးတင်ပါ